လက်ကြံလေးဆက်လက်ပြီးတော့ရှင်းလင်းပေးနေဖြစ်ပါတယ်ကျွန်တော်သခိုင်းတောတာပန်ရက်ကွက်ရတနာရွှေကူကျောင်းရေးကြီးသာတင်တိုက်ပေါ့နော်ပြည်ရှင်သာတင်တိုက်အဲကျောင်းမှာအားရောက်ပြီးတော့ရှင်းလင်းပေးနေကြတာဖြစ်ပါတယ်လူရှင်လူမလို့လူကန်းထားတယ်ကျွန်တော်တို့လူတွေတွေကဖတ်တွေကိုဝယ်တယ်လူရှင်လူမလို့လူကန်းထားပေးတယ်ယခုတို့မိသက်တွေယခုတို့ကန်းသက်တွေနဲ့ကျွန်တော်ချင်းစော့ဖြစ်ပါတယ်ခင်ဗျချင်းပြောနဲ့ကျွန်တော်တို့ဆွဲရတာပါကျွန်တော်တို့တစ်ဖွဲ့ဒီမှာလည်းလက်ကြီးလုံးလုံးနေပါတယ်ဟိုအရှိမှလည်းကျွန်တော်တို့လုံးလုံးကြတာဖြစ်ပါတယ်အဲ့တော့မင်းညအဆက်ပေါ့ဒီနေ့ဒီကျွန်တော်တို့ရတနာရွှေကူကျောင်းသီလရှင်စာတင်တိုက်ကျွန်တော်တို့ဒီနေ့ပြီးအောင်တော့အဆုံးသတ်မှာပါပြီးသွားရင်တော့ဒါရွှေတာဒီဘက်ကပစ္စည်းရွှေတာပြောင်းတာတော့ဆရာလေးဒါဖြည်းဖြည်းလုပ်လို့ရတာပါဆိုတော့လည်းကျွန်တော်တို့ဒီအကြီးတွေလောက်ရတဲ့ခါမှာဆရာလေးတွေရှိမှပစ္စည်းမရှိတဲ့အတွက်ကြောင့်เนาะကျွန်တော်ဒါရောက်ပြီးတော့အခုရှင်းလင်းနေကြဖြစ်ပါတယ်မိုင်လာဟန်တို့ဒီကနေ့မီးသက်ပါနော်မီးသက်လေးနဲ့ဟိုမှာကိုကြီးတော်ဝန်တို့ဒီကနေ့တဲ့ကျွန်တော်တို့ grider ကောင်းတယ်အဲ grider လေးကကျွန်တော်တို့တကယ်ကိုအသုံးဝင်ပါတယ်အဲ grider လေးနဲ့ကျွန်တော်တို့ချနေကြတာဖြစ်ပါတယ်ချီအောင်မကြီးကျွန်တော်တို့ကပြီးသွားတာဖြစ်ပါတယ်ဒီနေ့မနက်မှာတော့ကျွန်တော်တို့ဒါလေးရှင်းလင်းပြီးတော့ဒီကားကိုဖယ်ထုတ်ထားတာဖြစ်ပါတယ်ဘဘမဆိုတဲ့ကျွန်တော်ညီကိုတွေကဖြိုပြနေတာဖြိုချနေတာဖြစ်ပါတယ်ဒီကလူရှင်လူမလူတွေလမ်းထားတဲ့ကျွန်တော်တို့မိသက်တွေတကယ်ကိုကျွန်တော်တို့ယခုလိုမျိုးအသုံးချလာဖြစ်ပါတယ်တကယ်လို့မိုင်းလာဟန်တို့အဘတော်ကင်းစမြစ်တို့ဝင်ကြည့်ခဲ့ရင်လည်းဒါကျွန်တော်တို့တကယ်ကိုပီတိဖြစ်မှာဖြစ်ပါတယ်။ဘာဖြစ်လို့ဆိုကျွန်တော်တို့ဒီအလူရှင်လူမတွေလူရန်သားတဲ့ကျွန်တော်မိသက်တွေကဘယ်လိုနေရာလေးမှာသုံးတယ်။ညာလေးမင်္ဂလာပါညာလေးအလူရှင်လူမလို့လူရန်သားတဲ့ဒီ driver တွေကဘယ်နေရာမှာသုံးတယ်ဆိုတာကိုကျွန်တော်တို့ကပြတာဖြစ်ပါတယ်။လက်ကြီးတော့ကြောင်းတစ်ကြောင်းလုံးကတော့ကျွန်တော်တို့ဘာမှမကြံတော့တာဖြစ်ပါတယ်တိုးတော့လည်းနောက်ကကျွန်တော်တို့အဆောက်အဦကြံနေတဲ့အဆောက်အဦတွေကိုကျွန်တော်ညီကိုမနမတွေကိုကျွန်တော်ညီကိုတွေကိုပေါ့ထူချပေးဖို့အကူအညီတောင်းခံတဲ့အတွက်ကြောင့်ဒါကျွန်တော်တို့တွေရှင်းလင်းထူချအောင်တမယ်လည်းမဟုတ်ဘူးเนาะရှင်းလင်းပြီးတော့ယခုလိုပဲကျွန်တော်တို့တပ်သားတွေဆိုတော့တင်ကြီးတင်ညာတဲ့ကျွန်တော်တို့ပုံပေးထားတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်လုတ်ပေးနိုင်တဲ့တော့ကျွန်တော်တို့လုံမှာပါအဓိကကတော့ကျွန်တော်တို့သာသနိကအဆောက်အဦပေါ့နော်။ကောင်းရင်ညီလေးမင်္ဂလာပါ။မစင်ညာနေပို့နော်။အဓိကတော့ကျွန်တော်တို့လူရှင်လူမတွေလူတန်းသားတဲ့စက်တွေကဘယ်လိုနေရာတွေမှာသုံးတာလဲ။ဘာကြောင့်အလူခံရတာလဲ။ဘာအတွက်ကျွန်တော်တို့ဒီစက်တွေကိုသုံးရတာလဲ။နော်ကျွန်တော်ဒါမျိုးလေးပေါ့။ဒါဆိုဒါကျွန်တော်ဆရာကြီးEMBဆရာကြီးဦးတော်ဝင်းဖောင်နာဆရာကြီးဦးတော်ဝင်းရဲ့လူတန်းသားတဲ့ဒါကျွန်တော်ချင်းမတော်ဖြစ်ပါတယ်အဲချင်းမတော်နဲ့ကျွန်တော်တို့ကဆွဲထုတ်ပြီးတော့မှနော်ကျွန်တော်အုတ်ခဲတွေအုတ်တိုင်းတွေကိုကျွန်တော်ဒီချင်းမတော်နဲ့ဆွဲရတာဖြစ်ပါတယ်ဒါကျွန်တော်တို့ဘွားတော်ကင်ဆွေမျိုးတို့လူတန်းသားတဲ့မိသက်ဖြစ်ပါတယ်ခင်ဗျနော်ကျွန်တော်တို့တွေတကယ်လိုအမှအလူခံပါတယ်ကျွန်တော်တို့တကယ်လိုအပ်တဲ့အရာဝတ္ထုတွေပဲအလူခံပါတယ်အဲ့တော့ကျွန်တော်တို့တကယ်လိုအပ်လို့အလူခံတဲ့ခါလဲအလူရှင်လူမတွေကနေတော့အင်တိုင်းအားတိုင်းနဲ့အနောက်ကနေပြီးတော့ကျိုးကျိုးသားသားနဲ့ကျွန်တော်တို့တက်နိုင်တယ်လို့လေးအာဝလူတန်းပေးနေတာကိုလည်းတွေ့ရပါတယ်အဲဒီတော့လည်းကျွန်တော်တို့တကယ်ကိုဝမ်းသာကိုယူမိပါတယ်ခင်ဗျဆရာကြီးမင်္ဂလာပါကိုကြီး
ကိုကြီးပြန်လာမှကားလေးလာလို့အောင်မယ်အဲ့တော့ကျွန်တော်လိုအပ်နေတဲ့ဆက်ပစ္စည်းတွေလည်းရှိပါတယ်ဒါပေမဲ့အဲ့လိုအပ်နေတဲ့ဆက်ပစ္စည်းတွေကကျွန်တော်တို့လက်ရှိတော့ဒီမှာလည်းပစ္စည်းတွေမရှိပါဘူးမရှိတဲ့အတွက်ကျွန်တော်တို့တွေဒါရှိတဲ့ကျွန်တော်တို့ဆက်ပစ္စည်းတွေနဲ့ပဲကျွန်တော်လုပ်နေရတာဖြစ်ပါတယ်မနေ့ကအသက်ကလေးပေါ့မနေ့ကကျွန်တော်တို့ရတနာရွှေကူကြောင်တိရရှင်စာသင်တိုက်ပေါ့နော်အဲ့ဒီစာသင်တိုက်ကိုကျွန်တော်တို့မနေ့ကကျွန်တော်တို့တွေရန်ကုန်တက်လာမနေ့ကဒီ3နာရီခွဲလောက်ရောက်ပါတယ်အဲ့တော့အိုးဘုံဘုံကြောင်ဆရာတော်ဘုရားရှိမှာကျွန်တော်တို့တဲပြီးတော့မှမနေ့ကကျွန်တော်တို့4နာရီလောက်ကစတင်ပြီးတော့ကျွန်တော်တို့အလုပ်လုပ်တာပါနောက်တစ်ခါမှာအကြောင်းဆောင်လုံးဒီပါတော့ကျွန်တော်တို့ကျန်တဲ့အခြားတစ်ခြားလုံးဒီပါတော့ကျွန်တော်ကုန်တော့ဖြစ်သွားပါပြီဒီဟာလေးတစ်ဝိုက်ကြံပါတော့တယ်ဒီဟာတစ်ဝိုက်ကြံပြီးတော့ဒါကျွန်တော်ကုန်တော့ဖြစ်ပါတယ်အဲ့တော့ပြောချင်တာမနေ့ညဆိုတော့ကျွန်တော်9နိုင်10နိုင်လောက်ထိလုပ်ပါတယ်အဓိကကျွန်တော်တို့တွေဒီမှာနေပူချိန်ပြင်းတယ်ပေါ့နော်ကျွန်တော်တို့ဒီမှာလုံနိုင်တော့လုပ်ပြီးရင်ကျွန်တော်နားမှာပေါ့နားပြီးနားပါကြရင်တော့ကျွန်တော်တို့ပို့ပြီးတော့ဟိုဖြစ်ပါတယ်အေးပါတယ်လောက်ရတာဒါပြီးသွားရင်တော့ဆရာတော်ဘုရားကြီးမှာကျွန်တော်တို့ကဆရာတော်ဘုရားရဲ့နော်ကျွန်တော်လမ်းညွှန်မှုနဲ့အတူဆရာတော်ဘုရားလောက်ကိုင်းတဲ့ဘုန်းကြီးကျောင်းတိရရှင်ကျောင်းတွေကိုကျွန်တော်တို့အဓိကတော့ကျွန်တော်သခိုင်းမှာတာသမိကအဆောက်အုံကပြည့်စည်တာပုံများတယ်တာသမိကအဆောက်အုံတွေကတချို့ကျတော့လုံးပြတ်သွားတာတွေရှိတယ်တချို့ကျတော့အခုလိုပဲတချမ်းကြံတာတို့ဘာလို့ရှိတယ်အဲ့လိုမျိုးတွေကျတော့ဒါတွေကကျွန်တော်ဒီတိုင်းတစ်လိုင်းထားလို့လည်းအဆင်မပြေဘူးလေအဲ့တော့ဖြိုချပေးမှအဆင်ပြေမှာကျွန်တော်မှာဒီဘက်မှာကအဓိကဗတ်ဖိုးပေါ့နော်ဗတ်ဖိုးကမရှိဘူးရှိတယ်2သီးလောက်မရှိတယ်အဲ့2သီးလောက်နဲ့ကျွန်တော်ဒီစကိုင်းရဲ့ဒီတာသမီးကအဆောက်အုံတွေပြည့်စည်မှုကကြတော့ဘလုံးမနိုင်နိုင်ဘူးအဲ့တော့ကျွန်တော်တွေဒီကလူအင်အားနဲ့ဒီဘက်ကနိုင်တဲ့လောက်ကျောင်းလေးတွေမှာနော်ဗတ်ဖိုးမဝင်နိုင်တဲ့ကျောင်းတွေဝင်လို့မရတဲ့ကျောင်းတွေကိုကျွန်တော်တို့တွေကရှင်းလင်းပေးပါဖြစ်ပါလောဆိုတော့သောတာပန်ရက်ွက်ဒေနာရတနာရွှေကူတရားရှင်ရေကြီးရတနာရွှေကူကျောင်းရေကြီးတိုက်ပေါ့နော်ဒီလိုက်ရှင်ကျောင်းပေါ့အဲ့ကျောင်းမှာကျွန်တော်တို့လာရောက်ပြီးတော့ရှင်းလင်းပေးနေတာဖြစ်ပါတယ်အဓိကတော့အားလုံးသောညီကောင်မတော်များမြင်သိချင်ပါတယ်ကျွန်တော်တို့တွေကျွန်တော်တို့ခွန်အားရှိသလောက်ကျွန်တော်တို့တကယ်ဖြစ်လာတဲ့ခါမှာကျွန်တော်တို့မနေနိုင်ဘူးအလူရှင်ကလည်းအလူရှင်လျောက်ကျွန်တော်လိုအပ်တဲ့နိုင်တဲ့လူကလည်းလိုအပ်တဲ့နိုင်တဲ့လျောက်ပေါ့နော်လာပြီးတော့ကျွန်တော်တို့လာရောက်ပြီးတော့ကိုကြီးလောက်ကင်ပေးတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့တနေရာထဲမှာစုပြုံနေလို့လည်းမရပါဘူးအလူရှိပဲစုပြုံနေလို့လည်းဒီဟာလေးကဘယ်သူမှရှင်းလင်းပေးမှလည်းမဟုတ်ပါဘူးအဲ့တော့ကျွန်တော်တို့ဒီလိုအားကြီးပဲရှိနေလို့လည်းကျွန်တော်တို့နောက်ကလူရှင်တွေမပံမိုးပေးနိုင်ကျွန်တော်တို့တွေဘာမှလုပ်လို့မရပါဘူးအဓိကကျွန်တော်တို့မှာမီးသက်လို့တယ်မီးသက်လူတန်းပေးတယ်ဂရိုက်တာလို့တယ်ဂရိုက်တာလူတန်းပေးတယ်ချင်းစောလို့တယ်ချင်းစောလူတန်းပေးတယ်အခုကျွန်တော်တို့ဒါဘိုးတော်မတို့ဆိုတော့ကျွန်တော်ဘာလို့ရတဲ့တစ်ချက်လမ်းမေးတာရှိပါတယ်ကျွန်တော်လိုရတဲ့အားလေးတော့ကျွန်တော်တို့ကပြောပေးမှာဖြစ်ပါတယ်အဲဒါလူတိုင်းနဲ့လူရှင်တွေကတခုချင်းပြီးမိမိတို့တက်နိုင်တဲ့ဘက်ကနေပြီးတော့ပါဝင်လူတန်းလို့ရပါတယ်ညီမလေးဒီကတော့ကျွန်တော်တို့ကိုလုပ်တဲ့အလုပ်ကပြီးမြောက်အောင်မြင်ဖို့ပဲလိုပါတယ်ကျွန်တော်တို့အလူတမဲကြီးပဲအလူရှင်တမဲကြီးပဲစုနေလို့လည်းမရပါဘူးလောအားဌာနရောအလူရှင်ရောပေါင်းဖက်ရင်တော့ဒါကျွန်တော်တို့အောင်မြင်နဲ့မြန်သားသားနဲ့အောင်မြင်တော့ပြီးမြောက်သွားမှာပါဒီသာဦးလေးပဲကြာမှာတော့ဒီသာဦးလေးပြီးတော့ဒါရတနာရွှေကူကျောင်းတရားရှင်စာသင်တိုက်ကျွန်တော်တို့ပြီးပါပြီကျန်တဲ့ဒီကြောက်သားတွေတစ်သားတွေရတော့ဆရာတော်ကြီးတွေဟောပေါ့နော်တရားရှင်ဆရာကြီးတွေဆရာလေးတွေကဒါအနေနဲ့နည်းဒီနေ့စောစောထုတ်နေတာပေါ့နော်ဟာလာလေးအဆင်ပြေပါတယ်ဒီကြီးမားတဲ့ဟာမျိုးကြတော့လေဆရာလေးတွေမှာဘာမှပြည့်ပြည့်မရှိတဲ့ခါလုံးလို့မရဘူးပေါ့နော်ဒါကျွန်တော်တို့ဂန်းဆက်တွေနဲ့ကျွန်တော်တို့ထိုးပေါက်နေတာထိုးပြီးတော့မှဒါလေးဖြိုချပေးနေတာဖြစ်ပါတယ်ဟုတ်ကဲ့ပါအားလုံးသောညီကောင်တော်များအဓိကတော့မြင်တွေ့သေးခြင်းတို့ပါမိမိတို့လူတန်းနေတဲ့လူပဲပြည်သူစုဟာဘယ်လိုနေရာမျိုးတွေမှာအသုံးပြုတယ်ဆိုတာကိုလည်းသိသေးခြင်းလို့ပါကျွန်တော်လိုအပ်မှလူခံပါမယ်မလိုအပ်ရင်
ကျွန်တော်တို့တွေအလူမခံသေးပါဘူးလိုရတဲ့ခါကျရင်လည်းအလူရှင်လူမတွေကနေပြီးတော့ကျွန်တော်နောက်ကနေပြီးတော့အမာကန်ကျောတော်နောက်ကနေနဲ့လိုအပ်နေတဲ့ပစ္စည်းများကိုလူတန်းပေးကြဖို့ကိုလည်းထလောင်းပြီးမြတ်တာရက်ခံရပါတယ်ဟုတ်ကဲ့အားလုံးသောညီကိုမောင်နှမများကိုစိတ်နှပြအကျမ်းမှာချမ်းသာပါစေအားလုံးသောညီကိုမောင်နှမများမြန်မာနိုင်ငံသားများကကြီးကစိုးကြီးပေးမှလည်းလွတ်မြောက်ပါစေလို့ဆုမကောင်းတောင်းပါတယ်ခင်ဗျ